င်နယ်ဒီလွဲဆုံးကစားသမားဆန်ချိန်ကိုတင်ခဲ့တဲ့ Ronaldo အားလုံးပဲမင်္ဂလာပါဘောလုံး Star Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ Cristiano Ronaldo ကကမ္ဘာကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူ့မှာမရေတွက်နိုင်တဲ့ဆန်ချိန်တွေအောင်မြင်မှုတွေကအများကြီးကိုမှရှိနေပါရစေ။ဒါပေမဲ့လည်းဒီရဲ့ဆန်ချိန်ကိုတော့ Ronaldo တစ်ယောက်ကနှစ်သက်မယ်မထင်ပါဘူး။ Ronaldo ကဒီတစ်ပတ်အောက်တိုဘာနိုင်ငံတကာပိတ်ရက်မှာကစားခဲ့တဲ့အိုင်ယာလန်သိန်းနဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာပင်နယ်တီကိုကန်သွင်းခွင့်ရရှိခဲ့တဲ့ဆိုပေမဲ့အိုင်ယာလန်ကိုသမားကယ်လီယာကကာကွယ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ Ronaldo ကဒီတပွဲလုံးရုန်းကန်ခဲ့ရပြီးတော့ကန်ချက်6ချိန်မှာတစ်ချိန်မှဂိုးပေါင်းမတိတ်ခဲ့တယ်လို့လိန်ခေါက်ဖြတ်ကျော်နိုင်ခြင်းမရှိအဓိကပေးပို့မှုမရှိဘဲနဲ့နှစ်ချိန်လူကျုံခဲ့ပါသေးတယ်။ပေါ်တူဂီအသင်းအတွက်ဂိုးရရှိဖို့ကတပွဲလုံးရုန်းကန်နေခဲ့ရပြီးတော့နောက်ဆုံးမိနစ်ကြာကမှRuben Neves ရဲ့သွင်းဂိုးနဲ့အနိုင်3မှတ်ကိုရှာဖွေနိုင်ခဲ့တာပါ။ Ronaldo ကသမိုင်းတစ်လျှောက်ပင်နယ်တီအများဆုံးကန်သွင်းခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ပင်နယ်တီအများဆုံးရရှိခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒီရဲ့ပွဲစဉ်မှာပင်နယ်တီလွဲချော်ခဲ့ပြီးတဲ့နောက်မှာတော့Ronaldo တယောက်ကပင်နယ်တီအများဆုံးလွဲချော်တဲ့ကစားသမားတစ်ယောက်ဖြစ်စံချိန်တင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ Ronaldo ကပင်နယ်တီ112ချိန်ကန်သွင်းတဲ့နေရာမှာ34ချိန်အထိကိုမှလွဲချော်ခဲ့တာပါ။ Ronaldo ရဲ့နောက်မှာဒုတိယနေရာမှာရပ်တည်နေတာကတော့ပင်နယ်တီ143ချိန်ကန်သွင်းတဲ့နေရာမှာ30ချိန်လွဲချော်ခဲ့တဲ့ Lionel Messi ပဲရှိနေပါတယ်။တတိယနေရာမှာကတော့နေမာဂျူနီယာဖြစ်ပြီးတော့ပင်နယ်တီ117ချိန်ကနေ23ချိန်အထိကိုမှလွဲချော်ထားခဲ့တာပါ။ Ronaldo ကတော့ပင်နယ်တီလွဲချော်ခဲ့တာမှာအကောင်းဆုံးကစားသမားဖြစ်အသက်40ကျော်မှာအသင်းကိုဦးဆောင်နေပါသေးတယ်။ Ronaldo ရဲ့ပေါ်တူဂီအသင်းကဟန်ဂရီနဲ့ကမ္ဘာဖလားခြေစစ်ပွဲဆက်လက်ရှင်မြန်ကစားသွားရမှာဖြစ်ပြီးတော့ဒီရဲ့ပွဲစဉ်မှာတော့စိတ်ကြီးရဲ့တွင်းကိုတွေကိုပြန်လည်မြင်တွေ့ရဖို့ဆိုတာကဆက်လက်စောင့်ကြည့်သွားရပါဦးမယ်။ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။